မမမိုးဟီကိုရဲ့စကားတခုကိုခွန်အားယူပြီးချန်ပီယံကပတ်ကိုကောက်ကွယ်နိုင်ခဲ့တဲ့ပြင်မီလီယံနာဖြစ်သွားတဲ့ချန်ဖိုင်တာဂျော့ရှ်ဗန်မြန်မာပရိသတ်တွေအားပေးကြတဲ့ဂျော့ရှ်ဗန်က UFC 328ပွဲစဉ်ကြီးမှာဂျပန်ဖိုင်တာတက်စရိုတိုင်ယာကိုနောက်ဆုံးအချိန်မှာလက်ထုတ်အနိုင်ယူပြီးတော့ချန်ပီယံကပတ်ကိုပထမဆုံးအကြိမ်အောင်မြင်စွာနဲ့ကောက်ကွယ်နိုင်ခဲ့ပြီဖြစ်ပါတယ်ဒီပွဲမစခင်ကတည်းကပရိသတ်တွေကရင်ခုန်ခဲ့ရပြီးမြဘန်ကတော့ AC တည်ငြိမ်နေပါတယ်ဘန်နဲ့တွေ့ရမယ့်ပြိုင်ဘက်တက်စရိုတိုင်ယာဟာလင်းမြန်းနဲ့ချုပ်ကွက်ဒီမှာကျွမ်းကျင်တဲ့သူတယောက်ပါဘန်ကခဘက်ကိုကောက်ွယ်နိုင်ပါမလားလို့စောင့်ကြည့်ခဲ့ကြပြီးတော့ဒီပွဲကဘန်ရဲ့တိတ်ခါနဲ့သက်ဆိုင်တဲ့ပွဲတစ်ပွဲဖြစ်ပါတယ်ချန်ပီယံခဘက်ကိုလူယူတော့ကထက်ချန်ပီယံအဖြစ်နဲ့ပထမဆုံးအကြိမ်ပြန်လည်ကောက်ွယ်ရမယ့်ပွဲစဉ်မှာပို့ပြီးတော့ဖိအားများလို့တေချာလေးပြင်ဆင်ထားရပါတယ်နောက်ဆုံးမှာတော့ဘန်ကပြိုင်ဘက်ဖိုင်တာကိုအနိုင်ယူပြီးအရေးချင်းစစ်မှန်ကြောင်းဖော်ပြနိုင်ခဲ့ပါတယ်။ဘန်ကဒီလိုအောင်မြင်မှုတွေရအောင်ဇွဲမလျှော့ခဲ့တာလည်းပါဝင်တယ်လို့မြန်မာပြည်ရဲ့ထိပ်တန်းမင်းသမီးချော်မွေးကိုစီကနေရခဲ့တဲ့ကြိုးစားနော်ဆိုတဲ့စကားလေးကိုခွန်အားယူပြီးတော့ကြိုးစားခဲ့တာလည်းပါဝင်ပါတယ်။ UFC မှာချန်ပီယံဖြစ်ဖို့ခက်ခဲပြီးချန်ပီယံခဘက်ကိုရယူနိုင်အောင်သာမကရှုံးပွဲမရှိဂျပန်ဖိုင်တာတက်စရိုတန်ယာကို9ချီမြောက်မှာအလဲထုတ်ပြီးတော့ခဘက်ကိုအောင်မြင်စွာကောက်ွယ်နိုင်ခဲ့တာကမြန်မာအားကစားသမိုင်းတင်သားမကအာရှရဲ့အားကစားသမိုင်းမှာပါရှားပါတဲ့အောင်မြင်မှုဖြစ်ပါတယ်။ဒီလောက်ကြီးမားတဲ့အောင်မြင်မှုတွေကိုအရယူဖို့အတွက်ဘန်ကလာနဲ့ချီပြီးတော့ပင်ပန်လေးကျင်းရပါတယ်။အဲ့ဒီလိုလေးကျင်းနေတဲ့အချိန်မှာဘန်ကိုအဖြစ်စေတဲ့စကားကတော့မမမိုးရဲ့စူးစမ်းနော်ဆက်စကားလေးဖြစ်ပါတယ်။ဘန်ကမိုးဟီကိုမြန်မာနိုင်ငံမှာနေထိုင်စဉ်ကလေးအရွယ်ဘဝကလေးကအားပေးလာခဲ့တာဖြစ်ပြီးတော့အပြစ်မှတစ်ချိန်မှမမြင်ဘူးသေးပါဘူး။ချန်ပီယံခပတ်ကြီးကိုရယူခါနေအချိန်မှာမိုးဟီကိုနဲ့အတူဗီဒီယိုကောပြောခွင့်ရရှိသွားခဲ့ပါတယ်။ပြောနေရင်နဲ့မိုးဟီကိုကအားပေးနေမယ်ဆိုတဲ့စကားကိုပြောခဲ့တာကြောင့်ဘန်လည်းစူးစမ်းပြီးတော့ချန်ပီယံခပတ်ကြီးကိုရယူသွားခဲ့ပါတယ်။ဒါတွေမကပဲအခုဆိုရင်တော့ချန်ပီယံခပတ်ကြီးကိုပထမဆုံးအကြိမ်ကောက်ွယ်နိုင်သွားခဲ့ပြီဖြစ်ပါတယ်။နိုင်ငံတကာကဖိုင်တာတွေကစိတ်ခွန်အားဖြစ်ဖို့အားကစားစိတ်ပညာရှင်တွေငှားရမ်းပြီးတော့အကြံဉာဏ်ယူကြရပါတယ်။ဒါပေမဲ့ဘန်အတွက်တော့သူသဘောကျတဲ့မမမိုးကအပိစကားပြောခဲ့တာကြောင့်ခွန်အားတွေဖြစ်ရပါတယ်။ချန်ပီယံခဘက်ကိုလည်းကောက်ွယ်နိုင်ခဲ့ပြီဖြစ်တဲ့ဘန်ကအခုဆိုရင်တော့ဒေါ်လာတန်းချီကျော်ရတဲ့တန်းကျွတ်တတိလေးဖြစ်သွားပါပြီ။အရင်ကချင်းပြည်နယ်ကနေအမေရိကန်ကိုရောက်ခါစားအောက်ခြေကနေပြီးတော့ခက်ခဲရုန်းကန်ခဲ့ရတဲ့ကောင်လေးတယောက်ကအခုခါမှာတော့မီလီယံဒေါ်လာတန်းကျွတ်တတိတယောက်အဖြစ်ကိုရောက်ရှိသွားခဲ့ပါတယ်။ UFC ချန်ပီယံခဘက်ကိုကောက်ကွယ်နိုင်တဲ့ပွဲဒီမှာရရှိမဲ့စုကြေးငွေဟာဒေါ်လာ1 သန်းအထက်မှာရှိပြီးတော့နိုင်ပွဲစုကြေးတွေအပိုစုကြေးတွေနဲ့ကမ္ဘာအဆင့်စပွန်ဆာဝင်ငွေတွေအပါအဝင်ပေါင်းလိုက်မယ်ဆိုရင်တော့တပွဲတည်းနဲ့တင်ဘန်ကဒေါ်လာ2 သန်း3 သန်းဝန်းကျင်လောက်ထိရရှိသွားနိုင်ပါတယ်။ဒီငွေတွေဟာဇွဲမလျှော့ပဲစူးစမ်းခဲ့တဲ့ရလက်ကြောင့်ဖြစ်ပြီးတကယ်ထိုက်တန်တဲ့ငွေကြေးတွေဖြစ်ပါတယ်ရှင်။အောင်မြင်မှုတွေရသွားရင်တချို့တွေမှာမာနတွေဝင်လာတတ်ကြပေမဲ့ဂျော်ရှဘန်ကတော့ဒေါ်လာတန်းချီပိုင်ဆိုင်တဲ့မီလီယံနာတထေးကြီးကမ္ဘာချန်ပီယံဖြစ်နေပြီးမြဲအရင်ကလိုပဲရိုးရိုးအေးနေတတ်တဲ့အကောင်လေးတယောက်ပါ။ကျိုးဝိုင်းထဲမှာပြိုင်ဘက်တွေကိုအနိုင်ယူမယ်မမမိုးရှိရောက်ရင်တော့ဘာချုပ်ကွဲမှာသုံးစရာမလိုပဲအလိုလိုနေလက်မြအရှုံးပေးတဲ့သူလေးဖြစ်ပါတယ်။အရင်ကပွဲတွေမှာမမမိုးကအွန်လိုင်းကနေဘန်ကိုအားပေးနေကြပြီးဂုဏ်ပြုစကားတွေပြောခဲ့ပါတယ်။ဒီတခါချန်ပီယံခဘက်ကကွဲတဲ့ပွဲမှာတော့အားပေးစကားကိုချက်ချင်းမပြောသေးလို့ဆိုပြီးပရိသတ်တွေကအားမလို့အားမရဖြစ်နေကြပါတယ်။ဘန်နဲ့အောင်မြင်မှုကမြန်မာလူငယ်တွေကိုလည်းအားရင်နေဖြစ်စေပြီးတော့စူးစမ်းမှုကိုဘယ်တော့မှလက်မလျှော့စေဖို့အတွက်အစံပြဖြစ်လာခဲ့ပါပြီ။အောင်မြင်မှုတွေတစ်ခုပြီးတစ်ခုရနေတဲ့ဘန်ကမိုးဟီကိုနဲ့လိုက်ဖက်လာဆိုတာကိုမပြပြပေးခဲ့ပါအောင်နော်။